everyone, welcome back to my channel. Emily and channel လေးပြန်လာကြည့်လိုက်ပါတယ်ဒီနေ့ Emily share location နဲ့အကြောင်းအရာပေါ့နော်ဒီ Emily learning lifestyle တခြားပေါ့နော်ဒီဘလူးလေးလာခဲ့သူရှင်အင်္ဂလိပ်စာကိုဘလို့အခုမှစပြီးလေ့လာနေ beginners တွေအတွက်ပေါ့နော်ဘယ်အားက useless ဖြစ်လုံးဖြစ်အဆုံးလဲဆိုတာပေါ့နော် Emily ကနေပြီးတော့မှရှင်းပြလို့ဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော် English ဥမာစပြီးလိုက် beginners တွေအတွက်ဆိုလို့ရှိရင်တော့ Emily ဒီ viewer learning English ကတော့အသုံးဝင်ဆုံးလို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီ viewer learning English ကကျတော့ကိုယ့်ရဲ့ listening skills ကိုပေါ့နော်100% complete ဖြစ်အောင်လုပ်ပေးရပြီးလို့ရှိရင်တော့ဒီ viewer ဆိုလို့ရှိရင်ဟိုတော့ credit card တွေနဲ့ပတ်စံလုံးဝ free ပေါ့နော်ပတ်စံပေးကြမလို့ပဲနဲ့အဲ့လိုမျိုးလေ့လာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်အဲ့ view ရဲ့ YouTube မှာလည်းရှိရပေါ့နော် YouTube ကနေလည်းတွားပြီးလေ့လာလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ hobby က reading ဆိုလို့ရှိရင်လည်းသူက view learning English ကနေထုတ်ထားပေးရပေါ့နော်ဒီ economics တို့ marketing တို့ဒီ how to learn English တို့ပေါ့အများကြီးရှိတယ်သူကစောက်တယ်ဒီလောက်လို့ရှိရပေါ့နော်ကိုကတော့ hobby က reading ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်အများပြောပြတာပါအဲ့တော့ကိုယ့် hobby က reading ဖြစ်တယ်ဆိုလို့ရှိရင်အမေကတော့ view learning English app နဲ့ YouTube channel ကိုအမေကနေပြီးတော့မှ recommend ဖြစ်ချင်ပါတယ် recommend လုပ်ချင်တယ်ပေါ့နော် Emily ရဲ့ bio မှာဒီ view learning English ကို Emily ချပေးထားပါမယ်လို့ရှိရင် Emily ကနေပြီးတော့မှာပေါ့နော် Emily ရဲ့ lifestyle တစ်လျှောက်ဒီအင်္ဂလိပ်စာကိုဘယ်နှစ်ကနေစပြီးလေ့လာခဲ့လဲဆိုရင်တော့ Emily about like 5 or 6ပေါ့နော်9 6နှစ်လောက်ကနေစပြီးလေ့လာခဲ့တယ်အဲ့ဒီအချိန်မှာ Emily P1 နေစပြီးလေ့လာခဲ့ပါတယ် P1 P2 P3 P4 P5 P60 ပေါ့နော်ပြောမယ်ဆို second pre-secondary လို့ပြောလို့ရတယ်အဲ့ဒီလေးလာခဲ့ပါတယ် P ဆိုတာကတော့ primary ပေါ့နော်လို့ပြောတာ primary 1 primary 2 primary 3ပေါ့နော်အဲ့လိုပြောတာပြီးလို့ရှိရင် Emily ပြောမယ်ဆိုရင်ဒီ Emily P6 ကိုပေါ့နော် P6 ရောက်တဲ့အချိန်မှာ Emily အဲ့အကြောင်းကနေထွက်လိုက်ပါတယ်ဒီပိုကုန်းမှာပေါ့နော် Hyper ပေါ့နော် Hyper ပိုကုန်းမှာရှိရဲဒီ Glory International School ပေါ့နော်ဘာကင်းအောင်ကျောင်းပေါ့နော်ဘာကင်းအောင်ဘုန်းကြီးကျောင်းအနီးပေါ့နော်အဲ့ဒီမှာ Emily စပြီးတော့ဒီအခုလေ့လာနေတာပေါ့နော်အဲ့ကျောင်းမှာစတင်နေတာကတော့အခု Year 5 အတန်းမှာစတင်နေပါတယ် Okay အဲ့တော့ Year 5အတန်းမှာဆိုရင်ဘာပါမလဲလို့မေးလို့ရှိရင် Emily တနင်္လာနေ့ဆို PE ပေါ့နော် PE တင်တဲ့subject ထိုးပြောလိုက်မှာပေါ့နော် PE Global Myanmar English Math Science Grammar and also like art music ပေါ့နော်9ပေါ့နော်ထိုး9 subject ပေါ့နော်အဲ့ဒါသင်ပါတယ်ပြီးလို့ရှိရင် Emily ပြောမယ်ဆိုလို့ရှိရင်တစ်ခါတလေကြားလို့ရှိရင် also ICT 10 subject ပေါ့နော် ICT ကကျတော့maybe I don't know the long form if you want to know Googling ပြီးလို့ရှိရင်တော့ Emily ကပေါ့နော်ဒီYear 5ကိုရောက်တဲ့အချိန်မှာ Emily တခုပြောင်းလဲသွားတယ်ပေါ့တစ်ချက်ပြောင်းလဲသွားဘာလဲဆိုလို့ရှိရင် Emily ဒီ timetable စဆွဲလိုက်တယ် timetable ကဘာလို့ဆိုရလဲဆိုတော့ဒီ time management ကိုကောင်းကောင်းအသုံးပြုတတ်ဖို့အတွက်ပြီးလို့ရှိရင်ဒီ Emily ကိုဥပမာအနေနဲ့ပေါ့နော် Emily Monday နေ့ဆိုလို့ရှိရင် English ကို1:30 ကနေ 3:30 ပေါ့နော်2 hoursလောက်တယ်ပြီးလို့ရှိရင်2 hours နားရယ်ပြီးလို့ရှိရင်အိမ်နားပြီးတော့ဆိုလို့9နာရီရောက်တယ်ပေါ့9နာရီရောက်တဲ့အချိန်ရောက်လို့ရှိရင် Emily ဘာလုပ်လဲဆိုတော့ဒီစပြီးပြန်လုပ်တယ်ဆိုတော့တနာရီခွဲပေါ့နော်ဘာမှ9နာရီခွဲနဲ့6နာရီခွဲတခုကကြတော့ပေါ့နော်တနာရီခွဲပဲလို့9နာရီနဲ့6နာရီခွဲတခုကြတော့9နာရီနဲ့6နာရီအဲ့လိုမျိုးရှိရပေါ့နော်သူက days တွေပေါ်မှာ7 days of the week မှာပေါ့နော်သူက different ဖြစ်သွားတာပါလို့ရှိရင် Emily တခု sharing လုပ်ပေးချင်တာပေါ့နော်အခုမှစပြီးလေ့လာ beginners ပေါ့နော် English beginners တွေအတွက်ဒီ travel abroad လို့ရှိရင်ဘယ်နိုင်ငံအသင့်တော်ဆုံးလဲဆိုလို့ရှိရင်တော့ပေါ့နော်maybe UK ဒါမှမဟုတ် US ရာတော့တော်တော်များများပြောချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ budget or money budget or snack budget တွေကို cheaper လဲဖြစ်ချင်တယ် trader ချင်တယ်ဆိုလို့ရှိရင်တော့ Thai Singapore or maybe like Germany Lebanon အဲ့လိုမျိုးရတော့ဈေးသက်သာမယ်ပေါ့နော်ပြီးရင် Hungary လဲဈေးသက်သာတာပေမဲ့ဒီမြန်မာနိုင်ငံကနေသွားမယ်ဆိုရန်ဝေးရအတွက်တော့ဒီဈေးကတော့များမယ်ပေါ့နော်ပြီးလို့ရှိရင် Emily ဆိုလို့ရှိရင်ဒီtravel abroad လုပ်တဲ့အချိန်မှာတခု experience ရတာကြတော့ဗာလေဆိုတော့ဒီသူက arrival နဲ့ departure ဆိုပြီးရှိအဲ့စာလေးကိုပေါ့နော် departure ပေါ့နော်ထွက်ခွာရောက်ရှိအဲ့လိုမျိုးပေါ့နော် in Burmese we call it like that ပေါ့နော်အဲ့တော့ it is a noun ပေါ့နော်မျိုးအဲ့ခေါ်ကြတယ်ပြီးလို့ရှိရင်အဲ့ဒီ transfer နေရာကြီးပြီးလို့ရှိရင်ပေါ့နော်ဒီကွာပြနိုင်ငံတော့ခံနေကြတော့ထိုင်လာအဲ့လိုမျိုးဘယ်ပြောလဲ I don't know how to say in Burmese ပေါ့နော်အဲ့လိုကတ်လေးပြေးကြတယ်အဲ့ဒီကတ်ကိုယူရမယ်ကလေးယူဆိုကွာရောလင်းပေါ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်လင်းပေါ်တက်လိုက်တာဆိုလို့ရှိရင်စီကတော့3မျိုးရှိမယ် middle C side C ပေါ့နော် side C ဆိုတာအမျိုးဒီ pathway ရဲ့ဘေးနားမှာထိုင်ရတာကိုside C ခေါ်ပြီးရင်အဲ့
ဒီပေါ်မှာ3ခုရှိတယ်အလယ်ခုံ middle C ပြီးရင်ဒီ window နောက်မှာရှိတဲ့ window C လည်းခေါ်တယ်လို့ ILC လို့လည်းခေါ်ရတယ်ပေါ့နော်ဆိုတော့ကိုထိုင်ခြင်းတဲ့နေရာဒါပေမဲ့တော့ဒီ numbers တွေကတော့မတူဘူးပေါ့နော်ဥပမာနေ 18C ကိုဒါပေမဲ့တခါလေကျရင် swap လုပ်လို့ရ swap ဆိုတာလဲလေဥပမာနေနဲ့ကိုယ့်ရဲ့ number ကdirect M ရောရန်ပြောလိုက်တာပေါ့နော်သူများနာမည်ကကိုယ့်ရဲ့ number က 18C ဒါပေမဲ့သူများနာမည်က 18D ဒါပေမဲ့သူများကိုယ့်ရဲ့ထိုင်ကောင်မထိုင်နေရင်တော့မဖယ်ပေးဘူးလို့ပြောလို့ရှိရင် we can swap အဲ့လိုပြောနိုင်တယ်ဒါပေမဲ့တချို့ကျတော့ IOC မှာထိုင်နေတာ middle C မှာထိုင်နေတာ side C မှာထိုင်နေတာဆိုရင်အများကြီးရှိရပါတော့ဆိုတော့ that's why the book ကိုတခြားပြောဖို့အများကြီး recommend လုပ်ချင်ပါတယ် if you travel abroad ပေါ့နော်ဆိုတော့ဒါကတော့ Emily ရဲ့ your experience ဖြစ်တယ်ပြီးလို့ရှိရင်တော့ Emily ဒီ learning English lifestyle တွဲမှာဆိုလို့ရှိရင် Emily တခု notice ဖြစ်တာကကျတော့ Emily ဒီ English vocabulary ကိုသိမလုပ်တော့ဘူးပြီးလို့ရှိရင်မလုပ်တဲ့ကြားရနေပြီးတော့မှ Emily ဒီပေါ့နော် podcast တွေနားထောင်နေတစ်ခါကျ story နားထောင်နေဒါပေမဲ့ Emily ရဲ့ hobby ကနားထောင်တာပေါ့နော် listening story အဲ့လိုဖြစ်တာတစ်ခါရရင်တချင်းတွေကို on ဆိုရအဲ့လိုမျိုးရှိဒါကြတော့ကိုEnglish me really fun ပေါ့နော်ကိုယ့် fun activity ကိုပြုလုပ်တာဖြစ်တယ်ပြီးလို့ရှိရင် Emily vocabulary မလုပ်ဘူးပြီးလို့ရှိရင် definition ကိုအဓိက Emily ထားပြီးလုပ်တယ် vocabulary ကိုမလုပ်တော့ဘူး definition အဓိကထားပြီးလုပ်တာဘာလို့လဲဆိုတော့ကိုရီကဒီနိုင်ငံခြား abroad သွားလို့ရှိရင်ဒီပေါ့နော် E to E ပဲပြောရမှာ E to E ပြောရမှာဖြစ်တဲ့တော့ Emily definition ကိုရှာပေးပြီးလုပ်ပါတယ်ပြီးလို့ရှိရင် Emily translate ကိုကျတော့ paragraph တွေပဲလုပ်တာများရပေါ့နော်အဲ့ရောဒီနေ့ဒါဒီ video ကတော့ဒီလောက်ပဲပေါ့နော် Emily ရဲ့ဒီ experience အကြောင်းကိုပြပြသွားတာဖြစ်ပါတယ် bye bye see you guys